ဆီယာရိုပါကျင်းနဲ့ဝူချင်းကိုဖမ်းနိုင်သွားတဲ့ရွှေကြုံငွေကြုံညီကိုနှစ်ယောက်ဟာဝူခုံးကိုဖမ်းပြီးသွားရင်ဆီယာရိုအသားကိုစားမဲ့အကြောင်းကိုပျော်ရွှင်မြူးတူးစွာတောက်စားရင်ပြောနေကြပါတယ်။အငယ်ကောင်ငွေကြိုကဆီယာရိုရဲ့အသားကိုစားရင်မဲတော်ကြီးကိုဖိတ်ချင်နေပေမဲ့အကြီးကောင်ရွှေကြိုကဆီယာရိုရဲ့အသားကနဲနေလို့မဖိတ်ချင်ပါဘူး။အဲဒါကြောင့်မဲတော်ကြီးကိုမဖိတ်ပဲကတ်တိုးလေးခိုးစားဖို့ပဲနှစ်ယောက်သားဆုံးဖြတ်လိုက်ပါတယ်။တစ်ဖက်မှာတော့အဖမ်းခံထားလို့တေကန်ကြီးဖြစ်နေတာတောင်ဆီယာရိုကကျန်းစာတွေအကြောင်းပဲစဉ်းစားနေတာကြောင့်ပါကျေးကအလိုမကျဖြစ်နေပါတယ်။အဲ့ဒီအချိန်ဝူခုံးရဲ့ဂျင်းဘူးကြီးကိုလဲလာတဲ့ခေါက်ကြောင်မိစ္ဆာနှစ်ကောင်ကဝူခုံးကိုဖမ်းမိပြီဆိုပြီးရွှေကြိုငွေကြိုညီကိုနှစ်ကောင်အားရဝမ်းသာနဲ့သွားပြောပါတယ်။ရွှေကြိုငွေကြိုရဲ့ရေတနာပစ္စည်းနှစ်ခုနဲ့ဒီဘူးကြီးကိုလဲလာကြောင်းမိစ္ဆာခေါက်ကြောင်ကရှင်းပြတာကြောင့်ငွေကြိုလည်းနရွက်ဖြတ်နှင်းခံလိုက်ရတယ်လို့ဒေါသထွက်သွားပြီးဖြတ်ကန်ပလိုက်ပါတယ်။အကန်ခံလိုက်ရတဲ့အထီကိုသူတို့လဲလာတဲ့ဘူးကအစွမ်းထက်ကြောင်းနဲ့ကောင်းငင်ကိုပါဆုပ်ယူနိုင်ကြောင်းအားချောင်းနေပါသေးတယ်။အဲ့ဒီအချိန်ဝူခုံးကရင်ကောင်လေးဖြစ်ရောက်လာပြီးသူတို့ဖြစ်ပြက်နေတာတွေကိုအေးဆေးကြည့်နေပါတယ်။ငွေကြိုလည်းအဲ့ဒါဆိုကောင်းငင်ကိုဆုပ်ပြလို့ပြောတာကြောင့်တပည့်နှစ်ကောင်လည်းကောင်းငင်ကိုဆုပ်ပြဖို့ဘူးကိုလေပေါ်မြောက်လိုက်တဲ့အချိန်ဝူခုံးကဖန်ဆင်းလိုက်တာကြောင့်ဘူးကငွေကြိုခေါင်းအောင်ထိပြီးငွေကြိုလည်းဖင်တိုင်ရက်လဲသွားပါတယ်။အဲ့ဒီနောက်ဘူးကရွှေကြိုနောက်ပါရှောက်လိုက်နေတာကြောင့်ရွှေကြိုလည်းဓာတ်နဲ့ခုတ်လိုက်တဲ့အတွက်ဘူးကကွဲသွားပြီးအထဲမှာဝူခုံးမရှိတာကိုပါသိသွားကြပါတယ်။အလိန်ခံလိုက်ရပြီဖြစ်တာကြောင့်မိစ္ဆာနှစ်ကောင်လည်းညီကိုနှစ်ယောက်ကိုဖင်ကုန်းပြီးတောင်းပန်ရပါတယ်။အကြီးကောင်ရွှေကြိုကသူတို့ရဲ့ရေတနာကြီးလည်းပါဝါကြီးဖြစ်တာကြောင့်မဲတော်ကြီးရဲ့ရွှေကြိုးကိုတုံးဖို့ဆုံးဖြတ်လိုက်တဲ့အတွက်တပည့်ငကြောင်နှစ်ကောင်မဲတော်ကြီးကိုတွားပင်ခိုင်းလိုက်ပါတယ်။ပြောနေတာတွေအားလုံးအနောက်ကရင်ကောင်ဝူခုံးကကတ်တိုးလေးခိုးနားထောင်ပြီးကြားသွားပါတယ်။မဲတော်ကြီးကိုတွားပင်တဲ့မိစ္ဆာပေါက်ဆနှစ်ကောင်ဝူခုံးကအနောက်ကချောင်းကြည့်ပြီးအပြန်လန်းမှာအလစ်တိုက်ခိုက်တာကြောင့်မိစ္ဆာနှစ်ကောင်လည်းပြန်လဲခုခံရင်သူတို့နှစ်ယောက်နဲ့အတူမဲတော်ကြီးပါကြောက်ထဲကိုပြုတ်ကျသွားပါတယ်။ရွှေကြိုငွေကြိုညီကိုနှစ်ကောင်လောက်တုံးတဲ့မိစ္ဆာမတွေ့ဘူး။မဲတော်ကြီးလည်းရှော့ပရာတာဘောကားပြီးမြေခွေးဖြစ်သွားတာကြောင့်မဲတော်ကြီးရဲ့ယေတနာဖြစ်တဲ့ရွှေကြိုးကိုလည်းဝူခုံးကအလွယ်လေးရသွားပါတယ်။ပြီးတော့ဝူခုံးကသူ့ရဲ့အမွေးနဲ့မိစ္ဆာတပည့်နှစ်ယောက်ကိုဖန်ဆင်းလိုက်ပြီးသူကတော့မဲတော်ကြီးအယောင်ဆောင်ကရွှေကြိုးငွေကြိုးမိစ္ဆာစီကိုဒိုးသွားပါတယ်။မိစ္ဆာတွေစီရောက်တော့မိစ္ဆာတွေကအယောင်ဆောင်ဝူခုံးကိုသူတို့ရဲ့မဲတော်ကြီးထင်ပြီးပြလိုက်ရောက်တယ်လို့ဆရာတော်တို့ကိုလိုက်ပြနေပါတယ်။ပြီးတော့ထန်ဆန်းရဲ့အသားကိုစားရင်မသိမျိုးဖြစ်မဲ့အကြောင်းကိုရှင်းပြနေတာကြောင့်မဲတော်ကြီးလည်းကျေနပ်သွားပါတယ်။အဲ့ဒီခေတ်မှာတရုတ်ဆောင်ပြိုင်ပွဲရှိရင်ဝူခုံးဝင်ပြိုင်ရမှာ။ပြီးတော့ပါကျဲကိုမူလပုံစံမြောက်ရုပ်ကိုပြောင်းပြလိုက်တာကြောင့်ပါကျဲလည်းရင်ခုန်စိတ်လှုပ်ရှားပြီးဝူခုံးမှန်းတည်သွားပါတယ်။တခုခုတည်ထားရင်မနေတတ်တဲ့ပါကျဲကဆရာတော်နဲ့ဝူချင်းကိုပါမိစ္ဆာမာကြီးကဝူခုံးဖြစ်ကြောင်းပြောပြလိုက်ပါတယ်။မိစ္ဆာမာကြီးလည်းနင်တို့ငါ့ကိုဝူခုံးကိုဖမ်းဖို့ခေါ်လာတာမလားဝူခုံးကဗမာလဲအခုဂူဝအောင်များခေါ်လာခဲ့လို့ပြောနေတော့မှရှိသေးတယ်မိစ္ဆာငကြောင်ကရောက်လာပြီးအဲ့အဖွားကြီးကဝူခုံးဆိုပြီးပြောချပလိုက်ပါတယ်။အငဲကောင်ငွေကြိုမိစ္ဆာလည်းဒေါသတွေထွက်သွားပြီးအဖွားကြီးကိုဓာတ်နဲ့ပြေးခုတ်တာကြောင့်ဝူခုံးလည်းပြန်လဲခုခံရင်ဝူခုံးအမှန်ပုံစံကိုပါပြန်ပြလိုက်ပါတယ်။ဝူခုံးလည်းဂူထဲမှာချရတာကျင်းတာကြောင့်အပြင်ကိုထွက်သွားတဲ့အတွက်အကြီးကောင်ရွှေကြိုတားနေတဲ့ကြားအငဲကောင်ငွေကြိုကလိုက်သွားပါတယ်။အပြင်ရောက်တော့နှစ်ကောင်သားထားချကြပြီးဝူခုံးအငိုက်မိနေတဲ့အချိန်မိစ္ဆာဓာတ်နဲ့ခုတ်တာကြောင့်ဝူခုံးလည်းသူအဖွားကြီးစီကကြော်လာတဲ့ရွှေကြိုးနဲ့မိစ္ဆာကိုဖမ်းလိုက်ပါတယ်။ရွှေကြိုးเจ้าနားလည်နေတဲ့မိစ္ဆာဂါထာတွေထရွတ်ပြီးသူ့ကိုယ်သူလွတ်အောင်လုပ်ခါဝူခုံးကိုပါရွှေကြိုးနဲ့ဖမ်းပလိုက်ပါတယ်။ဝူခုံးကိုပါမိသွားပြီဖြစ်တဲ့အတွက်မိစ္ဆာနှစ်ကောင်ကအပြန်လန်ဂုံယူပြီးဝူခုံးကိုဖမ်းချုပ်ထားခိုင်းလိုက်ပါတယ်။မိစ္ဆာနှစ်ကောင်ကအရက်တွေတောက်ပြီးဆရာတော်အသားကိုပေါင်းစားမလားပြုတ်စားမလားတိုင်ပင်နေတဲ့အချိန်ဝူခုံးကသူ့ထုတ်ကိုဓာတ်ဖြစ်ပြောင်းကကျိုးကိုဖျက်ပြီးဝိညာဉ်ထွက်သွားပါတယ်။အဲ့ဒီအချိန်မိစ္ဆာတပည့်တယောက်ရောက်လာပြီးအပြင်မှာစွန်းဝူခုံးရဲ့ညီစွန်းခုံးဝူရောက်နေကြောင်းလာပြောပါတယ်။ဘာလို့မှန်းလည်းမသိပါဘူး။အငယ်ကောင်ငွေကြိုလည်းသူ့ရဲ့မော်ဘူးသီးနဲ့သွားဖမ်းမယ်ဆိုပြီးအပြင်ကိုဒိုးသွားပါတယ်။မိစ္ဆာလည်းမင်းလားကွစွန်းခုံးဦးလို့မေးတာကြောင့်စွန်းဦးခုံးကဟုတ်တယ်ငါစွန်းခုံးရဲ့ညီငါ့ကိုအခုပြန်လွတ်ပေးစမ်းလို့ပြောတာကြောင့်မိစ္ဆာလည်းမင်းနဲ့မေကိုငါခေါ်လို့ထူးရင်ပြန်လွတ်ပေးမယ်လို့ပြောလိုက်ပါတယ်ရှုပ်နေတာပဲရှာရီလည်းထောက်တယ်စွန်းခုံးဦးလည်းလက်ခံတဲ့အတွက်မိစ္ဆာစွန်းခုံးဦးလို့ခေါ်လိုက်တဲ့အချိန်ဟေလို့ထူးပေမဲ့ဘူးထဲကိုဝင်မသွားပါဘူးစွန်းခုံးဦးလည်းတားလေးမင်းအဖိုးဂါရဝပြုစမ်းလို့ပြောလိုက်တဲ့အချိန်မိစ္ဆာလည်းအဖိုးလို့ခေါ်လိုက်တာကြောင့်စွန်းခုံးဦးကဟေလို့ထူးလိုက်တဲ့အတွက်ဘူးထဲကိုဝင်သွားပါတယ်အားချောင်းမှုအာမခံမရပါဘူးဝူခုံးခုံးဦးကိုဖမ်းလိုက်နိုင်ပြီဆိုပြီးမိစ္ဆာနှစ်ကောင်ကပျော်ပြီးအရက်တောက်နေကြပါတယ်အားနေအရက်တောက်နေတာပဲငါလိုပဲဝူခုံးလည်းဘူးရဲကနေညီမျိုးစုံဆန္ဒပြနေတာကြောင့်အကိုကြီးစိတ်ပူမှဆိုတဲ့အတွက်ညီငွေကြိုလည်းခဏနေအေးပျော်သွားလိမ့်မယ်ဆိုပြီးပြောလိုက်ပါတယ်ဝူခုံးလည်းသူတို့ပြောတဲ့အောင်ကြားသွားတဲ့အတွက်ငါအေးပျော်ကုန်ပြီးခေါင်းမဲကြံတော့တယ်လို့អော်လိုက်တာကြောင့်ဝူခုံးလှုပ်လို့မရတော့ဘူးဆိုတာသိသွားတဲ့အတွက်ချောင်းကြည့်ပါတယ်ချောင်းကြည့်ရဲ့အချိန်ဝူခုံးကအငွေလေးလှုပ်ပြီးကတ်တိုးလေးထွက်သွားပါတယ်အမှန်တော့စွန်းခုံးဦးကစွန်းဦးခုံးကဝူခုံးတယောက်တည်းပါမိစ္ဆာနှစ်ကောင်လှည့်စားနေတာပါအကြီးကောင်ရွှေကြိုလည်းအပေါက်ထဲကချောင်းကြည့်ရင်ဝူခုံးဖန်ဆင်းထားတဲ့မြောက်ခေါင်းလေးကိုတွေ့ပြီးစိတ်ချရပြီလို့သတ်မှတ်ကဆရာတော်တို့ကိုစားဖို့အတွက်တပည့်တွေကိုမီးမွေးခိုင်းလိုက်ပါတယ်ဒီတခါတကယ်စားခံရတော့မှဖြစ်တဲ့အတွက်ပါကျဲလဲလောင်ပြီးဝူခုံးဖန်ဆင်းထားတဲ့ဝူခုံးအတုကိုတစ်ခုခုလုပ်ပါအောင်ဆိုပြီးអော်ပြောနေပါတယ်အဲ့ဒီအချိန်ဝူခုံးအစ်စ်ကပါကျဲနေရွက်နားကိုရောက်လာပြီးမင်းသူတို့ဒီနားကိုရောက်အောင်များခေါ်လိုက်ငါမှအကြံရှိတယ်ဆိုပြီးပါကျဲရဲ့ကျိုးကိုဖျက်ဖို့လုပ်ပေးလိုက်ပါတယ်ပါကျဲလဲရုန်းကန်တာကြောင့်ကျိုးကပြက်ပြီးအောက်ပြုတ်ကျသွားပါတယ်ပါကျဲပြုတ်ကျတံကိုကြားသွားတဲ့မိစ္ဆာနှစ်ကောင်ကပါကျဲကိုသွားဖြီနေတဲ့အချိန်ဝူခုံးကမော်ဘူးအစ်စ်ကိုယူပြီးမော်ဘူးအတုကိုထားခဲ့ပါတယ်
မိစ္ဆာနှစ်ကောင်လည်းပါကျဲကအရန်ဆိုးနေတာကြောင့်အရင်ဆုံးချက်စားဖို့လုပ်နေတဲ့အချိန်ဂိမ်းဆောင်မိစ္ဆာတယောက်ရောက်လာပြီးအပြင်မှာဝူခုံးစွန်းရောက်နေရဆိုပြီးထပ်ပြောပါတယ်ရွှေကြုံမိစ္ဆာလည်းစွန်းဦးခုံးတွေရောစွန်းခုံးဦးတွေရောဝူခုံးစွန်းတွေရောဖြစ်နေတာကြောင့်မြောက်တစ်တိုက်လုံးဖမ်းရမယ်ထင်ပြီးငွေကြုံမိစ္ဆာကိုပြောတဲ့အတွက်ငွေကြုံမိစ္ဆာလည်းသူ့ဘူးကလူတစ်ထောင်တောင်ဆန့်နေလို့ပြောကဝူခုံးစွန်းကိုဖမ်းဖို့အတွက်ဘူးကင်ပြီးအပြင်ကိုထွက်သွားပါတယ်အပြင်ရောက်တော့ငွေကြုံမိစ္ဆာမင်းလာကဝူခုံးစွန်းလို့မေးပြီးထုံးစံတိုင်းမင်းနမေကိုငါခေါ်လို့ထူးရင်မင်းကြီးကိုတွေကိုလွတ်ပေးမယ်လို့ပြောလိုက်ပါတယ်ဒီတစ်ခါမှတော့ဝူခုံးကအရင်တစ်ခေါက်တည်းနဲ့မတူပဲသူ့မှာလည်းဘူးရှိတယ်မင်းနဲ့မေကိုငါခေါ်လို့မင်းရောထူးရဲလားလို့ပြန်မေးလိုက်ပါတယ်သူ့လိုဘူးပုံစံနောက်တစ်ဘူးကိုတွေ့သွားတဲ့အတွက်မိစ္ဆာလည်းအံ့ဩသွားပြီးမင်းဘေကခူးလာလဲလို့မေးတာကြောင့်ဝူခုံးကဘာမှမသိတဲ့အတွက်မင်းရောဘေကခူးလာလဲဆိုပြီးပြန်မေးပလိုက်ပါတယ်မိစ္ဆာလည်းငါရဲ့ဘူးကနတ်ဘိုးကြီးရဲ့နွယ်ပင်စီကနေရလာတာမင်းရဲ့ဘူးကအော်လို့ပြန်မေးတာကြောင့်ဝူခုံးလည်းငါလည်းနတ်ဘိုးကြီးရဲ့နွယ်ပင်စီကရလာဆိုပြီးရှောက်ပြောပလိုက်ပါတယ်အဲ့ဒါနဲ့ဝူခုံးကမိစ္ဆာကိုမင်းရင်ခေါ်ဆိုပြီးအခွင့်အရေးပေးလိုက်တာကြောင့်မိစ္ဆာလည်းဝူခုံးဆုံးဆိုပြီးခေါ်လိုက်ပေမဲ့ဝူခုံးကတော့ဘူးတွေကိုဝင်မသွားပါဘူးသူ့နာမည်မှမဟုတ်တာအဲ့လိုနဲ့ဝူခုံးလေးရောက်တော့ဝူခုံးကငွေကြိုဘရင်ကြီးလို့ခေါ်လိုက်တဲ့အချိန်ငွေကြိုဘရင်ကထူးလိုက်တာကြောင့်ဘူးတွေကိုတန်းဝင်သွားပါတယ်ဂူထဲမှာတော့ရွှေကြိုဘရင်ကပါကျဲကိုဝက်စတူးလှုပ်ရှားဖို့အတွက်မီးဖိုတွေကိုထည့်ခိုင်းလိုက်ပါတယ်အဲ့ဒီအချိန်ဂူရှိမှမြောက်တစ်ကောင်ထက်ရောက်နေရလို့ဂိမ်းဆောင်တစ်ယောက်ကလာပြောတာကြောင့်ရွှေကြိုဘရင်ကြီးလည်းဒေါသထွက်နဲ့ဓားကင်ပြီးလိုက်သွားပါတယ်ရွှေကြိုဘရင်ဂူထဲမှာမရှိတော့မှပါကျဲကပေါင်းရဲကနေရုံးကန်နေတာကြောင့်ပါကျဲလည်းပေါင်းရဲကနေလွတ်သွားပါတယ်အပြင်မှာတော့ရွှေကြိုဘရင်ကဝူခုံးကိုနာဟူတိုတွေကဓာတ်အိမ်ထဲမှာပြစ်နေပေမဲ့ဝူခုံးကတော့ကိုဖျောက်ပြီးရှောင်နေပါတယ်အေးဆေးပါပဲမော်ဘူးသီးကိုရထားတဲ့ဝူခုံးကရွှေကြိုဘရင်ရဲ့နာမည်ကိုတောက်လျှောက်ခေါ်နေတာကြောင့်ရွှေကြိုဘရင်လည်းဂူဘောက်ထွက်ပြေးတဲ့ချိန်ပါကျဲကပေါင်းအဖုံးနဲ့ပိတ်အုပ်ပလိုက်ပါတယ်အေးတာပဲပါကျဲနဲ့ဝူခုံးကရွှေကြိုဘရင်ကိုကိစ္စတုံးဖို့နှစ်ယောက်တိုင်ပင်နေတဲ့အချိန်ကောင်းကင်ဘုံကနေထိုက်ရှန်လောက်ချင်းရောက်ရှိလာပါတယ်မြန်မာကားရေလိုပဲဇက်သိန်းဆိုရော့ကဲလာပြီထိုက်ရှန်ဒီမိစ္ဆာတွေကသူ့တပည့်တွေဖြစ်ကြောင်းနဲ့ဝူခုံးကိုခွင့်လွှတ်ပေးဖို့ပြောပြီးတပည့်တွေကိုတောင်းပန်ခိုင်းလိုက်ပါတယ်ပြီးတော့ဝူခုံးနဲ့ပါကျဲစီကနေရေတနာလက်နက်၃ခုလုံးပြန်လဲသိမ်းဆဲပြီးကောင်းကင်ဘုံကိုပြန်တက်ရင်အပိုင်း22လဲဒီနေရာမှာပြီးဆုံးသွားပါတယ်ကျွန်တော်က DBMN ရတာပါ Recover by YT နဲ့ Recap တွေလုပ်နေတာပါ